ချိတ်ဆက်ချက်တွင်ပြီးဂျပန်ဘာသာစကားဖြင့်နေထိုင်ခြင်းစူပါမှာရှာနေတဲ့ပစ္စည်းကမတွေ့ဘူးစေးရုံကလုံထုံးလုံနည်းတွေကိုနားမလည်ဘူးဘူတာမှာဘယ်ရထားစီးရမလဲမသိဘူးအဲ့လိုအခါမျိုးမှာဂျပန်လိုဘယ်လိုမေးရမလဲဘယ်လိုရှင်းပြရမလဲတင်းရဲ့နေထိုင်မှုဘဝပုံစံကိုလိုက်ပြီးဂျပန်စကားအခက်အခဲကမျိုးမျိုးရှိပါတယ်ဒီဂျပန်စကားလေးလာနိုင်တဲ့အင်တာနက်စာမျက်နှာမှာပါဝင်သရုပ်ဆောင်ပေးထားတဲ့ဟိုဂျိုဆန်ကိုဂျပန်စကားနဲ့ပတ်သက်တဲ့သူ့ရဲ့အတွေ့အကြုံကိုမေးမြန်းထားပါတယ်新幹線のチケットを買いに行くときに片道ですかって聞かれて多分私はこの片道っていうこの単語が分からなくて多分この席の話かなと思ってどちらでもいいですよって答えて言い間違うことを怖がらなくていいと思います間違えたらこの片道っていう単語をもうちゃんと覚えてます失敗から学ぶということですဒီအင်တာနက်စာမျက်နှာနဲ့ပတ်သက်ပြီးသူ့ရဲ့ထင်မြင်ချက်ကိုမေးကြည့်ခဲ့ပါတယ်動画を見ていただいていろいろこの一番ベーシックな日本語を勉強してどんどん日本人の方にこのコミュニケーションできるようになってきてその後にどんどん日本人と友達になってもっと難しい日本語を習得できるじゃないですか。はい、これは一番ベーシックとしてすっごくいいと思います。ဂျပန်နိုင်ငံမှာနေထိုင်တဲ့နိုင်ငံသားတွေကြုံတွေ့နေရတဲ့နေ့စဉ်ဘဝတွေကအရေးပါတဲ့အကြောင်းအရာတွေဖြစ်တဲ့အတွက်တင်းရဲ့အခက်အခဲကိုဖြေရှင်းပေးနိုင်မဲ့ဂျပန်ဘာသာစကားကိုဒီစာမျက်နှာကနေသင်ယူလေ့လာနိုင်မှာပါဂျပန်ဘာသာစကားကိုစတင်လေ့လာသင်ယူမဲ့သူတွေအတွက်ဂျပန်စလုံးအတန်ထွက်တွေအပါအဝင်ဂျပန်စကားရဲ့ထူးခြားချက်တွေကိုဒီအင်တာနက်စာမျက်နှာမှာရှင်းပြထားပါတယ်လူမှုပါဝင်ခြင်းမှာမကြာခဏအသုံးပြုလေ့ရှိတဲ့စကားအသုံးအနှုန်းတွေဝါကြတိဆောက်ပုံတွေနဲ့ပတ်သက်ပြီးမိတ်ဆက်ပေးထားပါတယ်အနီးနားမှာဂျပန်စကားသင်တန်းကျောင်းမရှိတဲ့သူတွေလည်းစမတ်ဖုန်းကွန်ပျူတာစတာတွေနဲ့အလွယ်တကူသင်ယူလေ့လာနိုင်ပါတယ်ဒါအပြင်အင်္ဂလိပ်ဘာသာတရုတ်ဘာသာစတဲ့ဘာသာစကားမျိုးမျိုးနဲ့လည်းလေ့လာနိုင်ပါတယ်နိုင်ငံသားတွေအတွက်နားလည်လွယ်ပြီးကျွမ်းကျွမ်းကျင်ကျင်တက်မြောက်အောင်ဂျပန်စာသင်ပေးနိုင်တဲ့အင်တာနက်စာမျက်နှာဖြစ်လာအောင်ကြိုးစားသွားပါမယ်ဘယ်နေရာမှာဘယ်သူမှမဆိုဝင်ရောက်သင်ယူနိုင်တဲ့ဂျပန်စကားသင်ပေးတဲ့စာမျက်နှာချိတ်ဆက်ချက်တွေမဲ့ကိုရှာဖွေလေ့လာကြည့်ပါ